ဒါတွေကတော့ဘယ်တိုင်းတာထိရှင်းသန်းနေရတယ်ဆိုတဲ့အခြေအနေဒါတွေကတော့ကံတရားပေါ်မှာအဓိကအကြောင်းခံတယ်ပေါ့ဟုတ်တယ်မဟုတ်လားကိုယ့်ရဲ့ရုပ်ရည်ကိုကိုရွေးချယ်ခွင့်ရှိသလားသူဟန်ဒီတဲ့အတိုင်းခံရတာနော်စဉ်းစားကြည့်နော်အခုမကြိုက်လို့ဘာမှပြောင်းလို့မရဘူးဟုတ်တယ်မဟုတ်လားဒီအခုဒီဘဝဒီရုပ်ရည်ဒီအနေထားကအရင်ဘဝကမေတ္တာဓာတ်တွေအားကောင်းတဲ့ကံတရားကိုအခြေခံခဲ့မယ်ဆိုရင်ကြည်ပြောရှိပြောရှိမယ်ပေါ့နော်ဒေါသဓာတ်တွေစွတ်ဖက်လာတဲ့ကံတရားကိုအခြေခံခဲ့မယ်ဆိုရင်တော့ရုပ်ဆိုးလေးဖြစ်မယ်ပေါ့ဟုတ်တာဒါပဲလေဒါလည်းပဲအကြောင်းတရားပေါ်မှာမူတည်တာပဲဒါပေမဲ့တရားဓမ္မတို့အရင်တို့တွေကအကုန်လုံးကိုယ်စွမ်းလို့ထင်နေကြတာနော်တကယ်တမ်းကကံစွမ်းစိတ်စွမ်းဥဒုစွမ်းအာဟာရစွမ်းဒါကိုမိပြုပြီးတော့ဖြစ်ပေါ်နေကြတာအဲ့တော့အကြောင်းကိုဆွဲပြီးတော့ဖြစ်နေတယ်အကြောင်းချုပ်လို့ရှိရင်ဒါကြီးချုပ်သွားတယ်နော်ဒီအယုတ်ဟာအကြောင်းကိုဆွဲပြီးတော့ဖြစ်နေတယ်ဒီအယုတ်ဟာအကြောင်းချုပ်ရင်ချုပ်သွားတယ်လို့ပြောတဲ့စကားကိုအခြေတုံးစဉ်းစားတတ်ဖို့စဉ်းကျင်တတ်ဖို့မလိုဘူးလားလိုတယ်အဲ့ဒါကိုအရင်တို့အခြေတုံးပြောရမယ်ဆိုရင်တော့ဘာကိုပြောရလဲဆိုပရိစ္ဆေသမုပ္ပါဒေသနာကိုပြောစရာရှိတယ်ပေါ့နော်ပရိစ္ဆေသမုပ္ပါအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏသူကတော့အယံကိုနဲ့နေတဲ့နော်အကြောင်းအကျိုးကိုပြောတဲ့နေရာမှာအလွန်မှစိတ်ဆက်တဲ့တေချာတဲ့နားလည်ဖို့လည်းပဲအများကြီးကြိုးစားအထောက်ဖို့လိုအပ်တဲ့ဒေသနာတော်တစ်ခုပေါ့အဲ့ဒါကိုနားလည်ခြင်းအဖြစ်ရရှိမဲ့အကျိုးကျေးဇူးကလည်းအလွန်တရာမှကြီးမားတယ်လို့ဆိုရမယ်အရှင်တို့လေဒီဆိုတော်ဘုရားကြီးရေးတဲ့ပရိစ္ဆေသမုပ္ပါတိပိနိဆိုတာရှိရနော်အဲ့မှာဆိုတော်ကြီးဟာတက္ကာယဒိဋ္ဌိနဲ့ဝိသိကိစ္စကိုထူးခြားတဲ့ကိလေသာလို့ဒီလိုသုံးတယ်နော်သူ့ကိုတေချာပေါက်ကြောက်ဖို့အတွက်သူ့ကိုဖယ်ရှားဖို့အတွက်ဒီပရိစ္ဆေသမုပ္ပါတိပိနိကိုစီရင်မယ်ဆိုတော့ဆိုတော်ကြီးကအဲ့လိုလေးရေးတယ်နော်ထင်ရှားဖြစ်ပေါ်နေတဲ့ယုံနာတဘာဝတရားကိုပုဂ္ဂိုလ်တ attva လို့ထင်နေတဲ့ဒီတက္ကာယဒိဋ္ဌိနဲ့ယုံမတန်တရားအမျိုးမျိုးဒီဝိသိကိစ္စသည်အလွန်အရေးပါတဲ့ကိလေသာတရားပဲပြောရရင်သူ့ကိုပယ်နိုင်ပြီဆိုရင်ကျန်တဲ့ကိလေသာတွေကပြီးရင်တစနဲ့အကုန်လုံးအရင်လဲရင်အဖျားထင်ဖြစ်ရဒါနားလဲဖို့လိုရနော်ဆိုကြပါစို့သောတပတ္တိမဉ္ဇဉ်ရလို့ပူညာမဉ္ဇဉ်ပူညာရလို့တက္ကာဒိဋ္ဌိနဲ့ဝိသိကိစ္စကိုပယ်ပြီဆိုရင်ကျန်တဲ့ကိလေသာတွေတော့ကျန်သေးတာမှန်တယ်သို့တော့ဘလောက်ကြာအောင်အဲ့ဒီကိလေသာတွေဆက်ပြီးတော့ဖြစ်ခွင့်ရှိမလဲဘလောက်မှမကြာတော့ဘူးနော်ကာမဘုံမှာအနည်းဆုံးအများဆုံး9ဘဝနေပြီးရင်ဒါအကုန်လုံးဇေယျပြတ်အဲ့တော့တက္ကာယဒိဋ္ဌိနဲ့ဝိသိကိစ္စကိုထူးခြားတဲ့ကိလေသာတရား2ပါးလို့ပြောတာပြောလိုက်တယ်အဲ့တော့အဓိကကိလေသာကိုပယ်တတ်ဖို့ကြိုးစားတဲ့နေရာမှာအဲ့ဒီငါဇွဲဆိုတဲ့အလွန်မှားယွင်းတဲ့တက္ကာယဒိဋ္ဌိကိုဥတည်ပြီးတော့ပယ်တတ်နိုင်အောင်ကြိုးပမ်းကြရမယ်ဒါလိုရင်းမယ်နော်သူမရှိဘူးဆိုလို့ရှိရင်လောဘကလည်းသိကြောက်စရာမရှိဘူးဒေါသကလည်းသိကြောက်စရာမရှိဘူး။အောင်ဆိုအပေလေးပါးကြတဲ့အထိမောဟကလည်းအဲ့လောက်မမိုက်တော့ဘူး။တက္ကာဒိဋ္ဌိသာမရှိတော့ဘူးဆိုရင်မောဟကလည်းအပေလေးပါးကြတဲ့အထိမိုက်မဲတဲ့အလုပ်တွေကိုလုပ်ဖို့မတိုက်တွန်းနိုင်တော့ဘူး။လောဘကလည်းပဲအပေရောက်တဲ့အလုပ်တွေကိုလုပ်ဖြစ်သည့်အထိတော့ဆွဲမဲ့မှုတွေမဖြစ်တော့ဘူး။ဒေါသကလည်းပဲဘလောက်ကြီးပါလဲပြောပြောအပေကြလောက်အောင်ထိတော့သူမပေါက်ကွဲတော့ဘူး။လောဘဒေါသမောဟတော့ရှိသေးတယ်သို့တော့တက္ကာဒိဋ္ဌိကိုသာပေးနိုင်မှဆိုရင်အဲ့ဒီလောဘဒေါသမောဟကအလွန်အားပြော့သွားပြီအပေလေးပါးပို့နိုင်တဲ့အထိစွမ်းရည်မရှိတော့ဘူးအပေလေးပါးရောက်တဲ့အထိဒီခန္ဓာယထာကို तू မမောင်းနေနိုင်တော့သူ့ရဲ့အားအလောက်မရှိတော့ဘူးဟုတ်လားဒါကြောင့်တက္ကာယဒိဋ္ဌိနဲ့ဝိသိကိစ္စကိုဘာလို့ဖို့လို့တော့ပြစ်မှတ်ထားပြီးတော့ခင်မိတဲ့စကားလေးနဲ့ပြောရသူ့ကိုပြစ်မှတ်ထားတဲ့နော်သူ့ကိုတိုက်ခိုက်ဖို့လိုတယ်ပေါ့ဘယ်နည်းနဲ့တိုက်ခိုက်မလို့စောစောကပြောခဲ့တဲ့နာမရူပပရိစ္ဆေဒဉာဏ်ရှိတယ်အခုပြောနေတဲ့ပစ္စယပရိက္ခဉာဏ်ရှိတယ်စောစောကနာမရူပပရိစ္ဆေဒဉာဏ်လေးကလည်းအာကိုတဲ့နေနော်ပုဂ္ဂိုလ်တ attva ဆိုတာထင်ရှားမရှိဘူးတက်တက်သင်္ခါရတရားရဲ့အရှုပုံကြီးဖြစ်နေတာလို့ပြောခဲ့တာအခုပြောနေတာတော့ဘယ်လိုပြောတာတော့ဒီအယုတ်ကိုငါလှုပ်ထားတာလည်းမဟုတ်သူလှုပ်ထားတာလည်းမဟုတ်အကြောင်းကိုဆွဲပြီးတော့ဖြစ်နေတာအကြောင်းချုပ်တာနဲ့ချုပ်သွားတာပဲလို့ပြောတာအလွန်ရှင်းတဲ့စကားတွေနော်ဒီအယုတ်ကိုငါလှုပ်ထားတာမဟုတ်ဘူးသူများလှုပ်ထားတာလည်းမဟုတ်ဘူးတဲ့အကြောင်းကြောင့်ဖြစ်နေတာအကြောင်းချုပ်တာနဲ့ဒီအယုတ်ချုပ်သွားလိမ့်မယ်အဲ့တော့သီလဘိက္ခုနီမှာပြောတဲ့စကားလည်းမှတ်သားစရာကောင်းတယ်နော်အဲ့ဒါကိုရှက်ပြီးတော့သူကလည်းဥမာလေးနဲ့ပြောတယ်နော်အရိယာဖြစ်သွားကြတဲ့ပုဂ္ဂိုလ်တွေကဥပမာပါပို့ပြီးတော့မြန်ကျွမ်းကျင်နေသလားမသိလို့ဦးဇင်ကစဉ်းစားကြည့်ဟုတ်တယ်ဥမာနဲ့ပြောနိုင်တယ်ဆိုတာတခုခုကိုထက်ထဲဝင်ဝင်နားလည်ထားတယ်ဆိုရင်သူကဥပမာတွေကခေါင်းထဲမှာအလူလူထွက်လာတယ်လို့ဆိုချင်တယ်ဟိုတလောကမန္တလေးကဆရာကြီးဒေါက်တာဦးစိုးလွင်ဆိုတာရှိတယ်အဲ့ဒါဘုံဘုံတွေရောက်လာဘုံဘုံနဲ့တွေ့တယ်
အဲ့ဒီဆရာကြီးကတရားဟောတဲ့အလွန်ကောင်းတယ်သူတရားကိုကြိုက်တဲ့လူတွေလည်းအလွန်များပါတယ်အဲ့သူကဘာပြောလို့ဆိုတော့သူအနတ္တဉာဏ်မြင်ပေါက်တယ်ပေါ့နော်ပြောတော့သူပြောတဲ့စကားထဲမှာထူးခြားတာတစ်ခုကသူနားလည်သွားတဲ့အခါမှာဘလို့လူတယောက်ကိုဘလို့နားလည်အောင်ပြောရမလဲဆိုတဲ့နီးလန်းတွေပါသူနားလည်သွားတယ်သူကသူအံ့ဩမိတယ်ဥမာတွေကအလိုလိုထွက်လာတယ်ခေါင်းထဲကပေါ့တခုခုပြောမယ်ဆိုလို့ရှိရင်ဥမာကအလိုလိုထွက်လာတယ်ဥမာနဲ့ပြောလိုက်တဲ့အခါမှာအရန်ရှင်းသွားတယ်နားထောင်ရတယ်လို့ပါဒါပါရမီတစ်မျိုးလို့ဆိုနိုင်တယ်ပေါ့နော်ဟောဒီနေရာမှာဦးဇင်းတို့အရိယာဖြစ်သွားမှဥမာနဲ့ပြောတတ်တယ်လို့ဆိုလိုတာကတော့တရတိကြီးဆိုလိုတာတော့မဟုတ်ပါဘူးတချို့ပုထုဇဉ်ဘဝနဲ့ဉာဏ်ကြီးကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိရပဲလေဘုဒ္ဓတကျင့်ပြတဲ့ပုဂ္ဂိုလ်တွေဉာဏ်ပညာထက်မြက်တဲ့ပုဂ္ဂိုလ်တွေပြောရည်ဆိုရည်မြင်မာတဲ့လူတွေလူတယောက်ကိုနားလည်အောင်ဘယ်လိုချပြလိုက်ရမလဲဆိုတာကိုကြွကျင်တဲ့ပုဂ္ဂိုလ်တွေရှိရပဲလေဟုတ်လားဒါတယောက်နဲ့တယောက်ပါရမီမတူကြဘူးပေါ့ဟုတ်လားအခုဒီမှာလည်းပဲဝရှိတာဘိက္ခုနီမကတော့နာမတုပပရိစ္ဆေဒဉာဏ်ရှုတော့ယထာတစင်းနဲ့ဥမာပေးပြီးတော့ပြောတာတေလာဘိက္ခုနီမကတော့အကြောင်းအကျိုးသဘောကိုသူကဘယ်လိုပြောလို့ဆိုတော့မျိုးစေ့ကနေတစ်ပင်ကလေးဖြစ်လာတာကိုသူကဥမာပေးတယ်အစိတ်ဝင်စားစရာပဲเนาะအကုန်လုံးကကိုလက်လန်းပြီးတဲ့အကြောင်းအရာတွေကြီးပဲဟုတ်တယ်မဟုတ်လားယထာအညတရံပိဇံခိတ္တံဟုတ်တံဝိရုဟတိပထဝီယရတင်္စမာကမ္မပထဝီယရတင်္စကာမတိနေဟင်္စတတုဝယံတစုံတစ်ခုသောမျိုးစေ့ဟာတဲ့နော်ဒီမြေကြီးပေါ်မှာပေါက်ပြီးတော့ကြီးပွားလာတယ်တဲ့တစုံတစ်ခုသောမျိုးစေ့နော်မြေကြီးပေါ်မှာကျပြီးတော့သူကြီးပွားလာတယ်ပေါက်လာတယ်အဲ့ဒါဘာကြောင့်ပေါက်လာတာလဲဆိုလို့ရှိရင်ပထဝီယရတင်္စကာမမြေကြီးထဲမှာရှိတဲ့ဩဇာဓာတ်ဒီဩဇာဓာတ်လေးကမျက်စိနဲ့မြင်ဖို့လွယ်တဲ့ကိစ္စမဟုတ်ဘူးမြေကြီးထဲမှာရှိနေတဲ့ဩဇာဓာတ်ပြီးတော့တိနေဟင်္စအစရဓာတ်အစေဓာတ်အဲ့ဒီဓာတ်နှစ်ခုကိုတတူပယံဥပယဆိုတာနှစ်ခုပေါ့နော်မြေကြီးထဲမှာရှိတဲ့ဩဇာဓာတ်ရဲ့အစရဓာတ်အစေဓာတ်ရဲ့အဲ့ဒီဓာတ်နှစ်ခုကိုအစွဲပြုတ်ပြီးတော့အဲ့ဒီမျိုးစေ့လေးကအညွန့်ညောင်းထွက်ပြီးတော့အပင်ကြီးပေါက်လာတာဟုတ်လားအဲ့လိုပဲဒီအယုတ်ကလည်းပဲအကြောင်းတရားကိုဆွဲပြီးတော့ဖြစ်လာတာအကြောင်းတရားမရှိတာနဲ့ချုပ်တာနဲ့အယုတ်လည်းပြတ်သွားရောဟုတ်လားဒီယုတ်ကိုငါလုပ်တယ်လို့ပြောလို့မရတယ်လို့သူလုပ်တယ်လို့ပြောလို့မရဘူးစောတော့ကတစ်ပင်လေးကိုဘယ်သူလုပ်တယ်လို့ပြောမလို့ဘယ်သူလုပ်တာတော့လို့ပြောမယ်မေးမယ်ဆိုရင်ဘယ်လိုပြောမလို့အဲ့ဒီမျိုးစီလေးကနော်မြေကြီးထဲမှာရှိတဲ့ဩဇာဓာတ်ရဲ့အဆိုးဓာတ်စေးဓာတ်ရဲ့နဲ့တွေ့ပြီးတော့ဖြစ်သွားတာပဲလေဒါကိုဘယ်သူလုပ်တယ်လို့ပြောလို့မရဘူးဒါတော့မှတစ်ခါလေဦးဇင်းကစဉ်းစားကြည့်တယ်နော်သဘာဝတရားတွေကိုဖန်တီးတချို့ကပြောတာဖန်တီးလို့ရတယ်တကယ်တမ်းကဘယ်ရာကိုများဖန်တီးတာတော့အကြောင်းတရားကိုသာလင်းလောက်ကြတာနော်အဲ့ဒီအကြောင်းရှိလို့သူ့ဖြစ်သွားတာတကယ်တမ်းကဟုတ်တယ်မဟုတ်လားနော်ပထဝီဓာတ်ကြီးဖြစ်အောင်ဘယ်သူဖန်တီးနိုင်တော့ဘယ်သူမှဖန်တီးနိုင်ပါဘူးဟုတ်တယ်မဟုတ်လားစဉ်းစားနော်ဒါကြောင့်ငါလုပ်တယ်ဆိုတာမရှိဘူးသူလုပ်တယ်ဆိုတာမရှိဘူးဖြစ်เสียအကြောင်းရှိရင်ဖြစ်လာတာပဲအဲ့ဒီဖြစ်เสียအကြောင်းတရားတွေကိုဝင်အောင်ချနိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီအကျိုးတရားတစ်ခုဟာထွက်လာမှာပဲဟုတ်တယ်မဟုတ်လားအခုစက်ပစ္စည်းအမျိုးမျိုးတည်ထွင်ကြတယ်ဆိုတဲ့ပုံကိုယ်တွေဖန်တီးတာလားအကြောင်းတရားကိုလိုချင်တဲ့အကျိုးတရားတစ်ခုထွက်လာဖို့အတွက်အကြောင်းတရားကိုတော့သူတို့ချနိုင်တာလားဆိုတာလေးကိုစဉ်းစားတတ်ဖို့လိုတယ်ပေါ့ဟုတ်တယ်မဟုတ်လားသူတို့သုံးနေတဲ့ပစ္စည်းတွေကသဘာဝလောကကြီးထဲမှာသူ့ရှိပြီးသားပဲလေတကယ်တမ်းကအဲ့ဒီဓာတ်သဘာဝကိုဘယ်သူဖန်တီးတာလဲဘယ်သူမှမဖန်တီးနိုင်ဘူးဟုတ်တယ်မဟုတ်လားအဲ့ဒါတွေကအကုန်လုံးသူ့အကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်နေတဲ့သဘာဝတရားတွေပဲနားလည်မယ်ထင်ပါတယ်နော်ဓာတ်သဘာဝအမျိုးမျိုးကိုလူတွေကလောက်တာလားမြေကြီးတွေလိုရှိတဲ့နေရာထွက်မဲ့နေရာကနေပြီးတော့မလုပ်ရတော့ထုတ်ယူရတာပဲလေဟုတ်တယ်မဟုတ်လားဒါတော့သူအကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်နေတဲ့သဘာဝတရားအောင်ဒါကြောင့်ဦးဇင်းတို့ပြည်သက်ပေါင်းတို့အောင်တို့မန္တမေးတဲ့မေခွန်းရဲ့အဖြေကိုနည်းနည်းနားလည်ဖို့လိုတယ်နော်ဒီရုပ်ကိုဘယ်သူလှုပ်ထားတာတုံးဒီရုပ်ကဘာကြောင့်ဖြစ်လာတာတုံးဒီရုပ်ဘာကြောင့်ချုပ်သွားတာတုံးတဲ့အလွန်ကောင်းတဲ့မေခွန်းပါပဲတော့ဒီရုပ်ကိုငါလည်းမလုပ်ဘူးတဲ့ဒီရုပ်ကိုသူများလည်းလှုပ်ထားတာမဟုတ်ဘူးတဲ့ဒီရုပ်ကအကြောင်းတရားကြောင့်ဖြစ်လာတာအကြောင်းတရားမရှိချုပ်ပြီးဆိုတာနဲ့ဒီရုပ်လည်းချုပ်သွားတာပဲတဲ့ဥပမာမျိုးစေ့ဟာမြည်ထဲမှာရှိတဲ့ဩဇာဓာတ်ရဲ့အဆုဓာတ်အစိဓာတ်ရဲ့နဲ့ပေါင်းပြီးတဲ့အခါမှာအပင်ဆိုတာပေါက်လာသလိုမျိုးပါတဲ့ကဲပေးတဲ့ဥမာမကောင်းဘူးလားကောင်းတယ်လားဧဝံခန္ဓာစဓာတုယောစစအာယတနာဣမေဟေတုံပရိစ္ဆတံဘုဒ္ဓဟေတုပင်ကနိရုစရိအဲ့ဒီလိုပဲတဲ့
အဲ့ဒီလိုပဲဆိုတာစောစောကမျိုးစေ့ဟာမြေကြီးရဲ့ဩဇာဓာတ်နဲ့အဆိုးဓာတ်ဆေးဓာတ်နဲ့ပေါင်းရင်အပင်ပေါက်လာတယ်လို့ဆိုလိုတာနော်အဲ့ဒီလိုပဲဆိုတာအဲ့ဒီလိုပဲတဲ့ခန္ဓာစာဟောဒီခန္ဓာ၅ပါးဓာတုစဓာတ်တဘာဝတရားအာယတနာစအာယတနာတရား6ပါးအာယတနာ6ပါးဆိုတာဘာပြောတာတော့ယရှိနာနာတရားကိုစိတ်နော်အဲ့ဒီတရားတွေဟာပါတယ်တော့ဟေတုံပရိစ္ဆတံမူလားအကြောင်းတရားကိုဆွဲပြီးတော့ဖြစ်လာတယ်ဟေတုပင်ကနေတော့စရိအကြောင်းတရားချုပ်တာနဲ့သူတို့လည်းချုပ်ရတယ်အဲ့တော့ငါရဲ့အစွမ်းဆိုတာကိုမပြောနဲ့ငါဆိုတာကိုပဲမရှိဘူးဆိုတဲ့သဘာဝတရားတသက်ရဲ့အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုတော့တစားနဲ့ကြည်ကြည်ပြည့်ပြည့်နားလဲအောင်ကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုတယ်အဲ့တော့ဦးဇင်းတို့ပြည်သက်ပေါင်းသူတော်ကောင်းတို့ဒါကသေလာထီဘိက္ခုနီမမန္တမင်းရဲ့အမေကိုဖြေလိုက်တဲ့အဖြေပေါ့နော်အဲ့ဒီမှာမန္တကလည်းပဲအော်ဒီဘိက္ခုနီမလည်းငါ့ကိုတီးသွားပြီဆိုတော့စိတ်မချမ်းသာဖြစ်ပြီးတော့အဲ့ဒီနားနဲ့ရောက်ဝင်သွားတယ်လို့ဆိုတယ်ဒါကဦးဇင်းတို့ဝရှိတာဘိက္ခုနီတုတ်တန်ရဲ့သေလာဘိက္ခုနီတုတ်တန်နှစ်ပုဒ်ပေါ့ဒီတုတ်တန်နှစ်ခုကိုဦးဇင်းတို့မိတလောင်းဉာဏ်နဲ့ဆင်ခြင်သုံးသပ်ကြည့်ရမယ်ဆိုလို့ရှိရင်ဝရှိတာဘိက္ခုနီမကဘောခဏရဲ့အကြောင်းကိုနာမရူပပရိစ္ဆေဒဉာဏ်ကိုအခြေခံထားပြီးတော့ရှင်းပြတာဟုတ်တယ်မဟုတ်လားနော်ဒီတတ္တဝါကိုဘယ်လိုလုပ်ထားတာတော့နော်ဒီတတ္တဝါဘာကြောင့်ဖြစ်နေတာတော့ဒီတတ္တဝါဘာကြောင့်ချုပ်သွားတာတတ္တဝါဆိုတဲ့အမေကိုအခြေခံပြီးတော့တတ္တဝါဆိုတာတကယ်ထင်ရှားမရှိဘူးတတ္တသင်္ခါရတရားတို့ရဲ့အစုပုံများတာဖြစ်တယ်အင်္ဂါရဲ့အစိတ်အပိုင်းတွေစုမိသွားတော့ယထာဆိုတဲ့နာမည်ဖြစ်လာတယ်လို့ဒီခန္ဓာကိုယ်ကြီးရတယ်ပဲအစိတ်အပိုင်းများစွာစုမိတဲ့အခါတနည်းအားဖြင့်အစုအဝေးကြီး၅ခုပေါင်းစုမိတော့ဘာဖြစ်သွားတော့တတ္တဝါဆိုတဲ့နာမည်အထူးကိုသူရတယ်ပေါ့သမုတ်ထားတယ်တကယ်တမ်းကတတ္တဝါဆိုတာမရှိဘူးခန္ဓာ၅ပါးသာရှိတယ်ဟုတ်လားအဲ့ဒီလိုသူကဥမာပေးပြီးတော့ဒုက္ခပဲဖြစ်ပြီးတော့ဒုက္ခပဲချုပ်နေတာဒုက္ခမှတစ်ပါးတခြားဖြစ်နေတာဒုက္ခမှတစ်ပါးတခြားချုပ်သွားတာမရှိဘူးလို့ဒါကဝရှိတာဘိက္ခုနီမပြောခဲ့တဲ့စကားရဲ့အနှစ်ချုပ်နော်နောက်သေလာဘိက္ခုနီမကျတော့ဘယ်လိုမေးတော့ဒီအယုတ်ကိုဘယ်လိုလုပ်ထားတာတော့ဒီအယုတ်ကဘာကြောင့်ဖြစ်လာတာတော့ဒီအယုတ်ကဘာကြောင့်ချုပ်သွားတာတော့ဒီအယုတ်ကိုငါလည်းမလုပ်ပါဘူးတဲ့ဒီအယုတ်ကိုသူများလုပ်ထားတာလည်းမဟုတ်အကြောင်းတရားကိုရွှဲပြီးဒီအယုတ်ဖြစ်လာတဲ့အကြောင်းတရားချုပ်တော့ဒီအယုတ်ချုပ်သွားတယ်ဥပမာမျိုးစေ့ဟာအမြည်ကြီးရဲ့ဩဇာဓာတ်နဲ့အဆိုးဓာတ်အဆေးဓာတ်နဲ့တွေ့တဲ့အခါမှာအပင်ပေါက်လာတယ်လို့မျိုးတော့ခန္ဓာဆိုတဲ့တရားတွေဓာတ်ဆိုတဲ့တရားတွေအာယတနာဆိုတဲ့တရားတွေဟာအကြောင်းကိုရွှဲပြီးတော့ဖြစ်ပေါ်လာတာအကြောင်းချုပ်တာနဲ့သူတို့လည်းချုပ်ပြောက်သွားတယ်လို့ဒီလိုရှင်းပြတယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြည်သက်ပေါင်းသူတော်ကောင်းတို့အခုမိမိခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာဖြစ်တိုင်းနော်ဒလဇက်တိနေအောင်ကြိုးပမ်းရင်းဖြင့်တတိတမာတတိကိုထူထောင်ကြတယ်ဆိုတာအဲ့ဒီအမြင်မှန်တွေကိုရဖို့အတွက်ထူထောင်ကြရတာဒလဇက်တတိထားနေခြင်းအပြင်ပုဂ္ဂိုလ်တ attva သဘောဆိုတာရှာလို့မတွေ့ပါလားဘယ်အချိန်မှပုဂ္ဂိုလ်တ attva သဘောကိုမတွေ့ရပါလားသဘာဝတရားတွေကိုသာလည်းတွေ့ရတာပါလားလို့သိမလားနိုင်ဘူးလားသိလာနိုင်တယ်နော်တတိထားနေလို့ရှိရင်နာမရူပပရိစ္ဆေဒညာရှင်းတန်လာမှာဟုတ်လားပုဂ္ဂိုလ်တ attva သဘောမတွေ့ရပါလားအကုန်လုံးဟာသဘာဝတရားတွေကြီးပါလားဟောတဆင့်တက်ပြီးတော့အဲ့ဒီသဘာဝတရားဟာလည်းပဲဖန်ဆင်းထားလို့ဖြစ်တာလည်းမဟုတ်အကြောင်းပဲဖြစ်တာလည်းမဟုတ်ကိုယ်ဉာဏ်မျက်စိရှိတယ်ကိုယ်တတိရှိတယ်ဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတာပြီးတော့လည်းဒီလိုပဲပျောက်ပြက်သွားတဲ့သဘောပဲဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတာဆိုတာကိုလည်းပဲကိုယ့်ရဲ့လက်တွေ့ဉာဏ်မျက်စိနဲ့ကိုတော့မသိနိုင်မြင်နိုင်ဘူးလားမြင်နိုင်တယ်နော်တတိလာထားမယ်ဆိုလို့ရှိရင်ဟုတ်လားဒါကြောင့်တတိထားခြင်းအဖြစ်ဒီအတိတည်ဉာဏ်တွေကိုရအောင်ကြိုးပမ်းကြရမယ်ပေါ့အခုပြောနေတာတွေကဘာတွေလဲလို့မေးရင်နော်လူရင်းပြောရင်သူကသဘောတရားရေးဆိုင်ရာကိုပြောနေတာအဲ့ဒီသဘောတရားရေးပိုင်းဆိုင်ရာကိုတကယ်သိဖို့ကြတော့ဘာလို့အောင်တတိထားပြီးတော့လောက်ရမှာပြောတာကိုကြားလိုက်တာနဲ့တောက်လျှောက်ကြီးသိသွားတာမဟုတ်ဘူးနော်ဒါပေမဲ့သိဖို့အတွက်တော့အများကြီးအထောက်အကူတော့မပြုဘူးလားပြုတယ်ပုဂ္ဂိုလ်တ attva မဟုတ်ဘူးသဘာဝတရားတွေပဲလို့ပြောလိုက်တာလေးကိုကြားလိုက်တာလေးနဲ့တော့ဒီအတိဒီဉာဏ်ကြီးရသွားလိမ့်မယ်လို့မဆိုလိုဘူးနော်အဲ့လိုသာရကြကြကြီးဆိုရင်တော့တရားတော်တော်လွယ်တယ်လို့ဆိုရမှာပေါ့ဟုတ်တယ်မို့လားအဲ့လိုမဟုတ်ဘူးနော်ဒါကအထောက်အကူတော့ပြုမယ်လမ်းကြောင်းတည့်ဖို့အတွက်သို့တော့ဒီအတိဒီဉာဏ်ကိုတကယ်ရဖို့အတွက်ဘာလို့ရမှာလို့ဒါကိုပဲအာယုံစိုက်ပြီးတော့တတိထားပြီးတော့ဘာလို့မလို့စစ်ဆေးကြဖို့လိုတယ်စူးစမ်းကြဖို့လိုတယ်တတိထားပြီးတော့တိနေအောင်ကြိုးပမ်းကြဖို့လိုတယ်ဒါမှသူတို့ဟာဘာလဲဆိုတဲ့အဖြစ်မှန်ကိုတိကျကျရနိုင်မှာဟုတ်တယ်မဟုတ်လားအဲ့ဒီလိုရထားတဲ့အဖြစ်မှသာလေကိုယ်ပိုင်ညာလို့ဆိုရမှာနော်အေးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တော့အထုတ်နေကြတဲ့ဒီလုပ်ငန်းစဉ်ဟာဒီလိုအသိဉာဏ်တွေကိုဖြစ်ပေါ်စေတယ်ဆိုတာလေးကိုလည်းပဲဆက်ပြီးတော့တွေးမိဖို့ဒါလေးကိုနေကုန်းချုပ်ပြောပြတယ်နော်
တော့45မိနစ်လို့ဆိုညတော့လည်းပဲတနားရီရှိသွားပြီနော်တော့ညလည်းပဲ